ချကြည့်ရရင်အမေစုဘဝကတေလူမကအောင်ခံရရအကျဉ်းချုပ်အကျဉ်းချုပ်နဲ့ပဲထုတ်ဖို့အတင်းလုပ်ခဲ့ရှုံးမိုက်တဲ့လူတစုရဲ့ကိုယ်နဲ့ကြရင်ကောင်းရိုင်ကရွှဲကမဆောင်နဲ့ကောင်းရန်ဆိုတာတွေ့လိုက်ပြီအမေစုလို့မအေးချမ်းလို့အတူပြောင်းချီတခုချကြည့်ရရင်အမေစုဘဝကတေလူမကအောင်ခံရရအကျဉ်းချုပ်အကျဉ်းချုပ်နဲ့ပဲထုတ်ဖို့အတင်းလုပ်ခဲ့ရှုံးမိုက်တဲ့လူတစုရဲ့ကိုယ်နဲ့ကြရင်ကောင်းရိုင်ကရွှဲကမဆောင်နဲ့တောင်းလန်ဆိုတာတွေ့လိုက်ပြီအမေစုလို့မအေးချမ်းလို့အတူပြောအရှင်ပင်မှုစရိုက်ဆိုးတွေရိုက်ချိုးလို့ပြောင်းလဲရမလဲအလှနဲ့ရှင်ဆိုင်ဘဝင်ကိုင်းမာနာမထားပဲဌာနတရားနဲ့မေတ္တာခံခေအခါဟန်ကြစေဖို့အမှန်အတီးenergyဆိုတာနိုင်ရလေပြီစတိုင်ကြဖို့ကြိတ်မျောမိဖို့ရရှင်ပြောခုအမေစုလို့မအေးချမ်းလို့အတူပြောနမ်းကြတဲ့ဘရှင်မမဟုတ်ဘူးနော်လောမဝရဲ့တခင်မလဲပြတဲ့ဘရှင်မနော်အပြစ်ရှာမရလို့နှစ်တရားချလဲချစ်တရားကတော့မရဘူးနော်တို့ပြည်သူတွေအားလုံးကအမေစုလို့မအေးချမ်းလို့အတူပြောအရှင်သူလူစရိုက်ဆိုးတွေရိုက်ချိုးလို့ပြောင်းလဲရမလဲအလှနဲ့ရှင်ဆိုင်ဘဝင်ကိုင်းမာနာမထားပဲဌာနတရားနဲ့မေတ္တာခံခေအခါဟန်ကြစေဖို့အမှန်အတီး energy ဆိုတာနိုင်ရခဲ့ပြီစတိုင်ကြဖို့ကြိတ်မျောမိဖို့ရရှင်ပြောခုအမေစုလို့မအေးချမ်းလို့အတူပြောနမ်းကြတဲ့ဘရှင်မမဟုတ်ဘူးလားလောမဝရဲ့တခင်မလဲပြရဲ့ဘရှင်မနော်အပြစ်ရှာမရလို့နှစ်တရားချလဲချစ်တရားကတော့မရဘူးနော်တို့ပြည်သူတွေအားလုံးကအမေစု